ကဲဟိုတနေ့ခွဲလိုက်ပြီလေပြီးတော့အဲကိုဟောတောက်ထားလို့မစားလိုက်ရလို့ဒီနေ့စားမှာပေါ့နော်မနေ့ကဒွင်းဒီကိုခွဲပြီးတော့စားချင်တာဒါပေမဲ့မနေ့ကကျတော့အလုပ်ထဲကစိုးပဲစုတ်ကိုင်းလေအလုပ်ထဲကစီနီယာတယောက်ကအလုပ်ထွက်တာဆိုတော့သူနှုတ်ဆက်ပွဲမှာကွာအလုပ်ကတထေးတွေပါနေနဲ့လိုမျိုးညစာစားတာဆိုတော့အဲကိုဟောတောက်ထားတော့ဒွင်းဒီနဲ့အဲကိုဟောနေကမတည့်ဘူးလေမနေ့ကခွဲရဒါပေမဲ့အနဲ့နဲ့သူဒွင်းဒီကခွဲစားချင်တာမရဘူးအားနဲ့ပဲမနေ့ကခွဲလိုက်တယ်ခွဲပြီးတော့မနေ့ကတော့တမွားစားပါတယ်အကုန်ဆိုရင်4မှာကွာမနေ့ကတမွားစားပါတယ်ကျန်တဲ့3မှာကိုအခုအလုပ်ပြန်တော့ကဲစားမယ်ဆိုပြီးတော့နေ့ကရေကတတာလေးထည့်ထားတော့ခဲနေကဲဒီလိုကြီးပါမနေ့ကခွဲတဲ့တစ်လုံးမှာပေါ့နော်4မှာပါတယ်ပေါ့နော်ကဲစားပါမယ်တွင်းဒီကြိုက်တဲ့လူတွေကတော့စားပြနေလို့ဆဲတော့မှာတင်းတင်းလေးနဲ့စားလို့ကောင်းတယ်စားလို့ကောင်းတယ်အထက်မှာအစစ်တေးလေးအစစ်ရပါအောင်ပါလားမသိဘူးစားလို့ကောင်းတယ်တန်တယ်လို့ပြောမှာပဲအစစ်ပါဘယ်လိုလဲလူနမဒီတစ်ခါတော့တော်တော်တန်သွားတယ်ပထမတစ်ခါဝင်စားရကြတော့နည်းနည်းမွန်းထောင်းသေးတယ်ကွာနည်းအလုံးလေးနည်းနည်းသူ့တက်နည်းနည်းသေးတော့ခါတယ်ဒါပေမဲ့တချို့ကြောင့်ဒွင်းတီကိုအခါကိုကြိုက်တဲ့လူလည်းရှိတယ်ဒါပေမဲ့ကိုကတော့အခါမကြိုက်ဘူးအချို့ဟုတ်ကောင်းတယ်ပထမတစ်ခါကကြတော့လိုင်းပုံကနေပြီးမှားလိုက်တာကွာအခုတစ်ခါကကြတော့ဆိုင်မှာသွားဝယ်တာဆိုတော့ကဲအစီရဒီနေ့ဒီလိုလေးပေါ့နော်တေးလေးမကြည့်တင်းလေးနဲ့ကွာစားလို့ကောင်းတယ်ရှယ်ပဲဒါကိုမနေ့ကစားချင်နေတာမနေ့ကစားချင်တယ်မနေ့ကခွဲလိုက်တော့ခွဲပြီးတော့မနောက်ကလည်းတမွားစားပါတယ်စားလို့ကောင်းတယ်ဒီမှာနေပြီးဒွင်းဒီမစားရအောင်မထင်နဲ့တော့စားရပါတယ်ဒါမှစားရတယ်ဈေးတော့ကြီးတယ်ပေါ့ကွယ်ညီမပြည်ကနေစားပြတယ်မမရေဒွင်းဒီစားရပါတယ်လို့မမထေထေရေဒွင်းဒီစားရပါတယ်ရှယ်ပါဒီလိုအကိတ်ကြီးတွေပါမမထေထေစားပြလို့အားကြလို့အကုန်လုံးထားချင်တာကိုယ့်ရဲ့အလောက်ကစီနီယာမမီကသူ့ကိုတမွားချမ်းထားပေးတယ်ဆိုတော့အကုန်ထားချင်တာဟုတ်ရချိုးဆိုင်ညာဆိုင်မှာတော့ရတယ်လေတွင်းတည်းကနှလုံးပဲရှိရတယ်အိုင်ဆိုင်ရအမလည်းအဲ့နှလုံးကတမျက်မှားထားတာတဲ့ရောင်းလို့မရောင်းညီမလေးရဲ့စိတ်ဆိုးမှာတဲ့အမရဲ့ဆိုင်ရောက်တကူတစ်ခါလာဝဲရတာရောင်းပါဆိုပြီးနှစ်ခုနှစ်စားလုပ်ပြီးတော့ဝဲထားရအောင်တမျက်မှားထားရအောင်ကွာနေရာမှာကတောင်းပြီးဝဲလာဆောက်လို့နေဒီတမွားအလောက်ကမမီဝှချန်ထားလိုက်ပါမယ်ဒီအမွားကြီးစားပါမယ်ဟိုအစီလေးတက်လေးထမ်းပါဒီတစ်ခါဒွင်းလေးဝယ်စားတကယ်တန်းတယ်အစီကိုတစ်ချက်ချိုးတေးလေးအိုး
အဲ့ကောင်အလောကပြန်ထမင်းစားထားလို့ဟုတ်ကဲ့ဘာကြည့်နေတင်းတင်းနဲ့ဆောက်ကောင်တွင်းသေးကိုလေအဲ့လိုမျိုးနည်းနည်းအရင်ပြောင်းရင်မကြိုက်ဘူးကိုကတင်းတင်းလေးနဲ့လေစားရဒီလိုတင်းတင်းလေးကိုကြိုက်တယ်တမွားချန်ထားမှာလောက်ကစင်နေရအလောက်ကဒီကနေတယ်ဒွန်းသေးကိုပထမတော့နည်းနောက်ပိုင်းကျတော့လေမင်းတင်းတယ်လို့လည်းနဲ့မနဲ့ဟုတ်လေဆောက်ကောင်းနေおいしい。ကောင်းလိုက်လားအစီလေးရတတိလေးဝါအဲ့ဒီဝိုင်းကဲဒီတစ်ခေါက်တွင်းသေးရတော်တော်ထန်သွားပြီတင်းတင်းလေးနဲ့စားလို့ကောင်းတယ်မွန်ထောင်းသေး